အသက်ကိုရှင်းနဲ့စားလို့6ကျွင်းရင်စနေသားသမီးတွေပြုပြင်နေထိုင်ရမယ့်အကြောင်းလေးတွေကိုကြံ့ကြံ့ပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအသက်ကိုရှင်းနဲ့စားရင်6ကျွင်းတဲ့အခါမှာကံအမြင့်ဆုံးနှစ်လို့ကျမတို့သတ်မှတ်ပါတယ်သတ်မှတ်တဲ့အခါကျတော့အဲ့လိုနှစ်မျိုးကယောက်ျားတွေဆိုရင်ကိုကျင့်တရားထိရတယ်ရက်အလောင်းစားအိမ်နောက်ကြီးဖောက်ပြန်ခြင်းငွေစေဆွဲခြင်းမလုပ်ရဘူးအိမ်မှာနေထိုင်ခြင်းစိတ်နေတာအလုပ်ကိုပေါ်ပြပြလုပ်ချင်တာတွေဖြည့်ဆည်းလိုက်မဲ့စိတ်ကိုထင်ရတယ်အကြီးကဲတွေနဲ့ပတ်သက်လို့ရှိရင်ငရဲမြူပါအောင်နော်ဒါကယောက်ျားလေးတွေအတွက်မိန်းကလေးတွေအတွက်ကကြတော့အိမ်မှာမနေခြင်းတာအပျော်ပါခုံမလာတာလင်မယားရန်ဖြစ်တာမျိုးတွေမလုပ်ရဘူးအဲ့တော့လင်မယားဆိုတာရန်ဖြစ်တတ်ကြတာပေါ့နော်ဒါပေမဲ့ကျမတို့ပြောချင်တာကနေ့ဒီမမတ်ရရပြောကြဆိုကြတာလေမလုံးသင့်ဘူးလို့ပြောတာပြိုရွယ်သူတွေဆိုလို့ရှိရင်ပြိုရွယ်သူတွေအဲ့ဒါကိုထမင်းကိုရှာစားနိုင်တယ်ပေါ့နော်ကိုလောက်ကိုရှိတဲ့သူတွေကြတော့မိဘအတိုင်းဝိုင်းနေသဘောတူလို့ရှိရင်လိုလို့တွေဆိုရင်လက်ထက်လို့ရပြီအဲ့ဒီမှာဆရာမအရွယ်ရောက်တဲ့သူကိုစီးပွားကိုရှာနိုင်တဲ့သူဆိုတာဘာလို့ပြောရလဲဆိုတော့အခုခေတ်ကလေးတွေကအရွယ်ငယ်ငယ်နဲ့အဲ့ဒါနော်ပေါက်တဲကိုကန်သွားတာတွေအဲ့လိုက်ပြေးကြတာတွေလောက်တတ်ကြတယ်အဲ့ဒီခါကျတော့အရွယ်ငယ်ငယ်နဲ့ဘာမှမလဲပညာလည်းမပြည့်မစုံရှာလက်စာမစားတတ်တဲ့ခါကျတော့ဒီကလေးမျိုးတွေမှာကျတော့ကံမတက်နိုင်တော့အဲ့ဒါကြောင့်ကျွန်မအရွယ်ရောက်ပြီးတဲ့ကိုလို့ကိုရှိတဲ့သူအတိုင်းဝိုင်းလက်ခံတဲ့သူတွေဆိုအိမ်အောင်ပြုလို့ရပြီလို့ကျွန်မပြောတာသူတို့အလှူမင်္ဂလာလုပ်လို့ရှိရင်လည်းစီကားတယ်နောက်ဒီမှာကျမတို့ပေါ့နော်လုပ်ငန်းကိုဝင်နေတဲ့အရွယ်တွေဆိုလို့ရှိရင်အဲ့ဒါတင်တန်းတက်တာတွေနှစ်ဆင့်ခရီးပေါ်တာတွေကိုကျွမ်းကျင်တဲ့လုပ်ငန်းဆိုရင်လုပ်တွေရှောက်တဲ့နဲ့အောင်မြင်အောင်ကြိုးစားတဲ့နဲ့မိမိကျွမ်းကျင်တဲ့လုပ်စိတ်နှခွမဖြစ်ပဲအောင်မြင်အောင်ကြိုးစားမယ်ပြီးတော့တင်တန်းဆိုလို့ရှိရင်လည်းပြီးအောင်တက်မယ်နှစ်ဆင့်ခရီးကိုယုံကြည်ထွက်တော့နော်အစိုးရဝန်ထမ်းဆိုလို့ရှိရင်လည်းကျမတို့ယာရုတိုးမြင့်တာခံရလိုက်နေမကောင်းလို့ရှိရင်လည်းတေချာကုကြတော့ပေါ့နော်အဲ့ဒီလိုနှစ်မျိုးဟာမိဘအကြီးကဲတွေကိုစောင့်ရှောက်လေးကန်တက်လေးဖြစ်တယ်ကိုကျင့်တရားကိုထိန်းလေးကန်တက်လေးဖြစ်တယ်မျိုးသမီးတွေအနေနဲ့ကလည်းဆုံးတာအပျော်ပါရွယ်မှတ်တယ်မျိုးမလုံးနဲ့လို့ပြောခဲ့တယ်လေဒါမျိုးတွေဆင်ကျင်လို့ရှိရင်ကန်တက်တဲ့နှစ်ပါအဲ့တော့မိမိတို့အခုဒီပြောတဲ့ချက်ကလေးတွေဆင်ကျင်ကံကိုတက်ပါတယ်ခိုက်တဲ့ပစ္စည်းရှိလို့ရှိရင်တော့စွန့်ပစ်ပါခိုက်တဲ့ပစ္စည်းတွေကတော့ရက်ပလင်းဟောင်းတွေလွယ်ဟောင်းတွေထိုင်ကုန်ကြိုးထီးကြိုးတွေရှိလို့ရှိရင်စွန့်ပစ်လိုက်ပါခွေးကြောင်ရွှေကအဝင်ခံတဲ့နှစ်တော့မဟုတ်ပါဘူးဘာဖြစ်လို့ဆိုတော့ဝင်ငွေတိုးတက်ရမယ်ကျမ်းမာရေးမကောင်းရင်ဆေးတိုးရမယ်နော်အလှူမင်္ဂလာတွေလှုပ်ခွင့်ရမယ်အမွေရတဲ့ကဲ့သို့ဝင်ရမယ်ကားတိုက်ခန်းတွေအိမ်တွေဝင်ရမယ်အဲ့လိုနှစ်မျိုးမှာခွေးကြောင်ရွှေငါမွေးလိုက်ပြီဆိုရင်ဝင်တော့နောက်ပြီးတော့အိရှိတကမှာကြက်တာအတန်းပြီးတာဖြစ်လို့ရှိရင်ပြင်ထားအိမ်ဝင်လန်းပြက်နေလို့ရှိရင်ပြန်မပြင်သင့်သေးဘူးဒါပေမဲ့အိမ်ဝင်လန်းဆိုတာမပြက်လို့ရှိရင်မပြင်လို့တော့မဖြစ်ဘူးပြင်ရမှာပဲအဲ့တော့အိမ်ဝင်လန်းပြက်လို့ပြင်လိုက်တယ်ဆိုရင်ပြင်ပြီးလို့ရှိရင်ဒီနေ့ပြင်တယ်ဆိုနောက်တစ်နေ့မှာအာလူးနဲ့ဆွန်လောင်းလိုက်ပါအာလူးဟင်းနဲ့ဆွန်လောင်းမှာဆိုအာလူးဟင်းပဲလောင်းတော့စမပြေဘူးလေတစ်ခုအသားတစ်ခုနဲ့ရောပြီးတော့ဆွန်လောင်းလိုက်ဒါပေမဲ့ကိုမိသားစုစားဖို့တော့ယူမထားနဲ့ပေါ့နော်ဆွန်မဲလောင်းလိုက်ဒီတစ်နေ့လုံးရှောင်ရမယ့်အစားအစာကြတော့အာလူးရဲ့အုံစိမ့်ရဲ့အရက်ကန်ရှောင်ရတယ်အဲ့တော့မိန်းကလေးတွေလည်းအခုခေတ်ကအရက်တောက်ကြတယ်အဲ့တော့အရက်တောက်မဲ့နေရာမှာဘီယာတို့ဝိုင်တို့တော့တောက်လို့ရတယ်အရက်တော့မတောက်ပါနဲ့ယောက်ျားလေးလည်းမတောက်ပါနဲ့နော်နောက်ပြီးတော့ကျမ်းမာရေးကကြတော့အာယုံကျော်အယိုးအစေးအစာအိမ်ဦးလန်းကြောင်ရေသုံးနဲ့နာချော်လဲခြင်းဖြစ်မယ်ဒါပေမဲ့တမ်းမြချက်တွေနားထောင်နေရေရကူးဆက်တယ်ဆိုရင်ကျမ်းမာရေးချူချရင်လည်းဖိဖိစီစီကူပါတော့စနေသားသမီးတွေအသက်ကို6နဲ့စားလို့6ကျွင်းရင်ကံအကောင်းဆုံးချိန်
အဲ့ဒီချိန်မှာတားမြစ်ချက်နဲ့ရှယ်ကြထိန်းလို့ရှိရင်နောက်ထပ်2နှစ်ကိုအညံ့မကူးပါဘူးဂရုစိတ်နားထောင်မှာမိမိတို့အသုံးတဲ့ရင် save ထားပါအသုံးမတဲ့ရင်လက်ခံ share လေးလုပ်ပေးပါ